မင်းလားကွာလိမ့်နေကြမင်းလားကွာစမိတန်မင်းလားကွာမြန်မာဖိုင်တာတွေကိုအနိုင်ယူတဲ့ကောင်ဆိုပြီးတော့မေးပြီးတော့ဒီဘက်မှာကြော်စာဝင်းကထိုးမဲ့ပွဲဖြစ်တယ်အားလုံးပဲမင်္ဂလာပါကြော်စာဝင်းနဲ့စမိတန်ရဲ့ပွဲလေးကိုကျွန်တော်သုံးသပ်တင်ဆက်ပေးချင်ပါတယ်ကြော်စာဝင်းဟာနေစနစ်ဘိုင်းမှာအရန်ကိုကောင်းမွန်တဲ့ကစားသမားဖြစ်တယ်ကြော်စာဝင်းဟာ tactical discipline နဲ့အရန်အားကောင်းတယ်ကြော်စာဝင်းကမာကုံပိုင်းမှာလည်းအရန်ကိုမြင့်တဲ့ကစားသမားဖြစ်တယ် One Championship မှာလည်းတပွဲထိုးပြီးတော့တပွဲအနိုင်ရရှိတယ်မူကာစီကိုရိုးရမှာလည်းသူဘာကောင်းလဲဆိုတာမျိုးတက်သေးပြပြီးတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဒီလိုရိုးရမှာသူဘာကောင်းလဲတက်သေးပြပြီးတဲ့ကစားသမားဖြစ်နေတာတော့မှကြော်စာဝင်းရဲ့အိမ်မက်ကအရန်ကိုအိမ်မက်ကြီးတယ်သူဒီ One Championship မှာတနေ့မှာအောင်လာအန်ဆန်တို့လိုမျိုးချန်ပီယံကပတ်ကိုရရမယ်ဆိုတဲ့စိတ်နဲ့သူဟာဖက်တက်ခြင်းဝင်လာခဲ့တယ်ဖက်တက်ခြင်းမှာသူဟာအရန်ကိုနေစနစ်ပိုင်းတွေအားကောင်းတယ် tactical discipline တွေအားကောင်းတယ်အရန်ကိုစူးစမ်းတယ်ဖက်တက်ခြင်းမှာအချိုးစားဆုံးကစားသမားကဘသူလဲဆိုရင်ကြော်စာဝင်းဖြစ်တယ်ဒါကြော်စာဝင်းရဲ့စိတ်နေစိတ်ဓာတ်ခံယူချက်တွေကအရန်ကောင်းမွန်တယ်ဒါကျွန်တော်တို့မြန်မာဖန်တွေအတွက်ဂုဏ်ယူစရာပဲကျွန်တော်တို့မြန်မာဖန်တွေမျှော်လင့်ချက်အောင်လာအန်ဆန်ပြီးသွားတဲ့အချိန်မှာဘယ်ကစားသမားက One Championship မှာကပတ်ကိုရနိုင်မလဲပေါ့နော်ဒါကျွန်တော်တို့မျှော်လင့်ချက်ကတော့ဒါကြော်စာဝင်းပဲကျော်ဆောင်ဝင်းကတော့တကယ်ကိုရီမန်းချက်ကြီးကြီးနဲ့ကိုကစားနေတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ကျော်ဆောင်ဝင်းကလက်သီးထိုးချက်တွေမှာလဲသူကအရန်အကျူရစီဖြစ်တယ်အကျူရစီဆိုတာကသူ့ရဲ့လက်သီးထိုးချက်တိုင်းကထိထိမိမိနဲ့သူလိုချင်တဲ့မျက်နှာဆိုမျက်နှာနဖူးဆိုနဖူးမေးဆိုမေးဘိုက်ဆိုဘိုက်သူ့ရဲ့ထိုးချက်တွေကအရန်ကောင်းတယ်အရန်ကောင်းမွန်တယ်ကျော်ဆောင်ဝင်းရဲ့အားနည်းချက်ကတော့များများဆဆမရှိဘူးဘာလို့ဆိုတော့ကျော်ဆောင်ဝင်းကအရင်တည်းကလည်းမာကုံမြင့်နဲ့စိုင်ထိုးနဲ့ပြိုင်ထိုးတာကိုကြိုက်တဲ့ကစားသမားဖြစ်တယ်စမီတန်ဘက်ကိုတစ်ချက်ကြည့်မှဆိုရင်စမီတန်က17ပွဲကစားပြီးတော့10ပွဲတောင်နိုင်ထားတယ်သူ့ရဲ့နောက်ဆုံးကစားခဲ့တဲ့4ပွဲမှာဆိုရင်4ပွဲဆုံးနိုင်ထားတယ်အဲ့4ပွဲမှာဆိုရင်မြန်မာကစားသမားဖြစ်တဲ့ဆွန်ရက်တို့မိုးထက်အောင်တို့ရှိတယ်အလဲထိုးနေတော့မနိုင်ထားဘူးဒါပေမဲ့မိုးထက်အောင်တော့သူအသာစီးရပြီးတော့ထိုးတယ်ဆွန်ရက်ကိုတော့အသာစီးရအောင်မထိုးခဲ့နိုင်ဘူးကျော်ဆောင်ဝင်းအားနဲ့ချက်ကတစ်ဖက်ကစားသမားကျော်ဆောင်ဝင်းကိုချက်ဖြောင်းလက်သေးလေးနဲ့ထိုးလာရင်ထိတာတွေများတယ်ဒါပေမဲ့ဒီပွဲမှာဆိုရင်စမီတန်ကကျော်ဆောင်ဝင်းနဲ့အရက်ပုတယ် rich မှာတော့အနှဲငယ်နှိမ့်တယ်ဒီအတွက်ကြောင့်ကျော်ဆောင်ဝင်းကိုထိုးမယ်ဆိုရင်လည်းကျော်ဆောင်ဝင်းကိုထိမှာမဟုတ်ဘူးဒီအတွက်ကျော်ဆောင်ဝင်းကဒါကိုကြောက်နေစရာမလိုဘူးစမီတန်တို့ကဒီပွဲမှာဆိုရင်သူတို့ကစာချုပ်ကြီးလိုချင်တာပေါ့နော်စာချုပ်ကြီးလိုချင်တယ်ပြီးတော့ကျော်ဆောင်ဝင်းကိုအချင်ဖမ်းတာဘလို့အချင်းဖမ်းလဲဆိုရင်ကျော်ဆောင်ဝင်းက135ပေါင် prime weight တန်းမှာသူတစ်ခါမှမထိုးဘူးကျော်ဆောင်ဝင်းကဒါ weight တန်းအနှိမ်ဆုံးလို့ပြောလို့ရတယ်ဒီအတွက်ကြောင့်ကျော်ဆောင်ဝင်းဒီ weight ချပြီးတော့ weight cut လုပ်ပြီးတော့ထိုးမယ်ဆိုရင်ကျော်ဆောင်ဝင်းရဲ့ strength တွေကျော်ဆောင်ဝင်းရဲ့ power တွေကျပြီးတော့စမီတန်ကိုမနိုင်ဘူးဆိုတဲ့သဘောမျိုးနဲ့ဒီကောင်လေးဒီအချင်းဖမ်းပြီးတော့ထိုးတာဒါပေမဲ့ကျော်ဆောင်ဝင်းကလည်းတကယ်ကို weight cut မှာကောင်းကောင်းလုပ်ပြီးတော့ tactical discipline တွေအရာအားကောင်းတဲ့အတွက်ဒီဘွဲမှာလည်း weight cut ကိုကောင်းကောင်းလုပ်နိုင်တယ်သူ့ရဲ့ power တွေကလည်းရော့မှာမဟုတ်ဘူးကျော်ဆောင်ဝင်းဒီစမီတန်ကိုအမှန်ကန်ဖိုက်နိုင်တယ်အမှန်ကန်ထိုးမယ်ကျွန်တော်အဲ့လိုမြင်တယ်ဒီဘက်မှာအချင်းဖမ်းပြီးတော့စာချုပ်ကြီးယူမဲ့စမီတန်ကပဲနိုင်သွားမလားကျော်ဆောင်ဝင်းကလည်းမင်းလားကွာမြန်မာဖိုက်တာတွေကိုတီးထားတဲ့ကောင်လားကွာဆိုပြီးတော့မေးပြီးတော့ဖိုက်မဲ့လားဆိုတာကတော့ဒါတစ်ချက်ကျွန်တော်တို့ဒီတောက်ကြလေးညမှာပဲစောင့်ကြည့်ရမယ်ကျွန်တော်အမြင်မှာတော့ကျော်ဆောင်ဝင်းကအလဲထိုးနဲ့တတရအချီမှာနိုင်သွားမယ်လို့မြင်တယ်ပထမအချီမှာတော့2ဦးခြေဆမ်းမယ်ကျော်ဆောင်ဝင်း low kick တွေကစ်မယ်ဖြောက်လက်သီးတွေကျွေးမယ် overhand တွေကျွေးမယ်ဒီလိုပဲကန်မယ်စမီတန်ကြီးသူ့ကိုအင်းနိုင်အားနဲ့ဖိပြီးတော့ထိုးလာပြီဆိုရင်သူဒီပြာခတ်တဲ့အနေအထားမျိုးမှာရှိတယ်ဒီပွဲမှာလည်းကျော်ဆောင်ဝင်းကလာဇက်တိုက်ဖိအားပေးပြီးတော့ထိုးလာမယ်ဆိုရင်စမီတန်ဒီဘာမှလုံးနိုင်မှာမဟုတ်ဘူးဒါပေမဲ့ကျော်ဆောင်ဝင်းထိုးလာတဲ့အချိန်မှာစမီတန်ရဲ့ကောင်းတာလက်သီးတွေကောင်းတာခြေကန်ချက်တွေချက်တိဝါလို့ကျော်ဆောင်ဝင်းဟန်ချက်ပြတ်သွားတယ်ဆိုရင်တော့စမီတန်သူ့ပွဲဖြစ်ပြီးကျော်ဆောင်ဝင်းဒီလိုဖြစ်လို့တော့မရဘူးကျော်ဆောင်ဝင်းတက်လုံကောင်းအောင်မယ်မာကုံမြင့်နေရမယ်ပါဝါတွေကောင်းနေရမယ်စတမ်မီနာတွေမကျနိုင်လို့မရဘူးဒီပွဲမှာတော့ကျွန်တော်ကကျော်ဆောင်ဝင်းဒီနိုင်သွားမလို့မြင်တယ်ညီကိုတို့ကဒီပွဲမှာကျော်ဆောင်ဝင်းဘယ်နဲ့ချီမှာနိုင်သွားမှမြင်တယ်ကျော်ဆောင်ဝင်းအမှတ်နဲ့နိုင်သွားမလားကျော်ဆောင်ဝင်းအလဲထိုးနိုင်သွားမလားဆိုတာကိုညီကိုတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးကြပါအောင်